အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ရဲ့ mini LMS system လေးအကြောင်းမိတ်ဆက်ပေးခြင်းပါတယ်ဒီ system လေးကအဓိကကတော့ company တွေလုပ်ငန်းတွေမှာဝန်ထမ်းတွေကိုလိုအပ်တဲ့ training တွေပေးနိုင်ဖို့ရည်ရွယ်ပြီးတော့ဖန်တီးထားတာဖြစ်ပါတယ် product training တွေ sales training တွေစသဖြင့်ပေါ့နော်ဝန်ထမ်းတွေကဒီ system ထဲမှာ company နဲ့သက်ဆိုင်တဲ့ course တွေကိုလေ့လာလို့ရမှာဖြစ်ပါတယ်ဒီလိုလေ့လာဖို့အတွက် system တွေကို login အရင်ဝင်ပြီးတော့မှလေ့လာလို့ရမှာဖြစ်ပါတယ်အပြင်လူတွေဝင်ပြီးတော့လေ့လာလို့မရပါဘူး company ဘက်ကသတ်မှတ်ထားတဲ့ user တွေကသာ login ဝင်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ mini LMS system လေးကိုကုန်ကြစည်တက်နဲ့အလွယ်တကူအသုံးပြုနိုင်အောင်လို့ Google Sheet ပေါ်မှာအခြေခံပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ်Google Sheet ဆိုတာကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ Excel နဲ့အတူတူပဲပေါ့နော် Excel သုံးပြတဲ့သူတိုင်းအလွယ်တကူအသုံးပြုနိုင်ပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ရဲ့ system လေးတွေကိုဝင်ကြည့်ကြရအောင် course တွေကိုလေ့လာနိုင်ဖို့အတွက် system တွေကိုအရင်ဆုံး login ဝင်ရပါမယ် company ဘက်ကနေကိုယ့်ရဲ့ဝန်ထမ်း list ကိုအခုလိုမျိုး Google Sheet ထဲမှာ list ကိုထည့်သွင်းထားရမှာပေါ့နော်ဒီထဲမှာထည့်ထားတဲ့ user တွေကပဲ system တွေကို login ဝင်လို့ရမှာဖြစ်ပါတယ်ဒီမှာပါတဲ့ email တွေ password တွေနဲ့ကျွန်တော်တို့ login ဝင်ရမှာပါအဲအကြောင်းမလို့ company ဘက်ကနေပြီးတော့ဘယ်သူတွေကိုလေ့လာဝင်ပေးမလဲဆိုတာကိုအပြည့်အဝ control လုပ်လို့ရပါတယ်ပြီးတော့ဝန်ထမ်းအပြောင်းရှိတဲ့အခါမှာလည်းအလွယ်တကူပဲဒီ list ထဲကနေဖြုတ်လိုက်လို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီထဲကနေ login ဝင်ကြည့်ကြပါမယ်ကျွန်တော်တော့ဒီထဲကနေပြီးတော့ပဲ copy ကူးလိုက်မယ်ပေါ့နော် copy ကူးပြီးတော့ပဲထည့်လိုက်မယ်လွယ်အောင်လို့ပေါ့နော်ဒီနေရာမှာမှားပြီးတော့ရိုက်မိတာမျိုးဆိုလို့ရှိရင် login ဝင်လို့ရမှာမဟုတ်ပါဘူးကျွန်တော် login ဝင်လိုက်ပါမယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော် login ဝင်ပြီးသွားပြီပေါ့နော်ဒီလို login ဝင်ပြီးတော့မှပဲဒီထဲမှာရှိတဲ့ course တွေကိုကျွန်တော်တို့လေ့လာလို့ရမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီပထမဆုံးဒီတစ်ခုကိုဝင်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒီ course နဲ့ပတ်သက်တဲ့ detail အချက်လက်ကလေးတွေကြာလာမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ course မှာ lecture ဘယ်နှခုရှိတယ် lesson ဘယ်နှခုပေါ့နော် lesson ဘယ်နှခုရှိတယ်lesson တစ်ခုကဒီတစ်ခုဆိုလို့ရှိရင်ဘယ်နှမိနစ်ကြာတယ်ဘယ်နှနာရီကြာတယ်ပေါ့နော်ဒီမှာပြနေပဲပြီးရင်ဒီ lecture course တစ်ခုလုံးကကျွန်တော်တို့ total အချိန်ဘယ်လောက်ကြာမလဲပေါ့နော်ဒါလေးတွေလည်းပြထားမယ်ပေါ့နော်တော့ပြီးလို့ရှိရင်ဒီ lesson ကိုလေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ play video ဆိုတာကိုနှိပ်လိုက်ရောမှာပဲကျွန်တော်နှိပ်လိုက်မယ် video ကစပြီးတော့ play မှာဖြစ်ပါတယ်စပြီးတော့ပြပြီပေါ့နော်တကယ်လို့ကျွန်တော်တို့ full screen ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီကနေ full screen နှိပ်ပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ video တစ်ခုပြီးတစ်ခုပြောင်းပြီးတော့ကြည့်လို့ရမယ်ပေါ့နော်အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်လည်းတခြား course တွေကိုပြပေးထားမယ်ဒီကနေပြီးတော့လည်းတခြား course တွေကိုသွားပြီးတော့ကြည့်လို့ရပါတယ်ဒီမှာတခြား course ကိုသွားကြည့်လို့ရတယ်တခြား course တွေကိုကျွန်တော်ဒီကနေလိုက်ကြည့်လို့ရတယ်ပေါ့နော်တကယ်လို့ home page ကိုပြန်သွားခြင်းတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီက logo လေးကိုနှိပ်လိုက်ရမယ်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ဒါ home page ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီ course တွေကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာလေးကိုဆက်ပြီးတော့ပြသပေးပါမယ်အဓိကကတော့ကျွန်တော်တို့ရဲ့ခုနပြောတဲ့ Google Sheet ထဲမှာပဲအဓိကတည်ဆောက်ရမှာပေါ့နော်ဆိုတော့ဒီဘက်မှာကျွန်တော်တို့ course နဲ့သက်ဆိုင်တဲ့sheet လေးရှိမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် course ရဲ့ဒါ title ပေါ့နော် title လေးတွေရေးထားရမယ်ဒီမှာ course နဲ့သက်ဆိုင်တဲ့ description ပေါ့နော်ရေးပေးထားလို့ရပါတယ်ပြီးရင်ကြတော့ဒီထဲမှာကတော့ဒါဒီ course ထဲမှာပါမဲ့ lesson လေးတွေရဲ့သေးသေးအချက်လက်လေးတွေထည့်ပေးထားရမယ်ပေါ့နော်ဆိုတော့ဒါတွေကိုတော့ကျွန်တော်တို့က training ပေးပါတယ်လောက်ရတာလည်းလွယ်တယ်ပေါ့နော် Excel သုံးတတ်တဲ့သူဆိုလို့ရှိရင်အဆင်ပြေပါပြီဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ mini LMS system လေးအကြောင်းကိုမိတ်ဆက်ပေးတာလဲတော်တော်လေးစုံသွားပြီပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲရန်နာပါရစေအားလုံးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ